ဘောလုံးပရိသတ်တန်းပေါင်းများစွာကိုမျက်ရည်ကျစေခဲ့တဲ့အခိုက်အတန့်၅ခုဘောလုံးဆိုတာအနိုင်နဲ့အရှုံးထက်ပိုတဲ့စိတ်ခံစားချက်တွေရှိတဲ့အားကစားပါဒီနေ့တော့ပရိသတ်တန်းပေါင်းများစွာကိုမျက်ရည်ကျစေခဲ့တဲ့ဘောလုံးသမားရဲ့အခိုက်အတန့်၅ခုကိုပြောပြပေးမှာဖြစ်ပါတယ်။ Andres Iniesta ရဲ့နောက်ဆုံးပွဲဘာစီလိုနာကနဝင် Iniesta ဟာအသင်းကနေနှုတ်ဆက်ချိန်မှာကမ်မြူးတကွင်းလုံးမသက်ရက်ပြီးဂုဏ်ပြုခဲ့ကြပါတယ်။အဲ့ဒီမြင်ကွင်းကပရိသတ်တန်းပေါင်းများစွာရဲ့မျက်ရည်ကိုကျစေခဲ့ပါတယ်။ Cristiano Ronaldo ယူရို2016 Final ယူရို Final မှာ Ronaldo ဒဏ်ရာရပြီးမျက်ရည်ကျကကွင်းထဲကထွက်သွားခဲ့ရပါတယ်။ဒါပေမဲ့ပေါ်တူဂီကချန်ပီယံဖြစ်ခဲ့ပြီးသူ့ရဲ့မျက်ရည်ကနောက်ဆုံးမှာဝမ်းသာမျက်ရည်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ Lionel Messi 2014 World Cup Final ဂျာမနီကိုရှုံးနေပြီးနောက် World Cup ဖလားကိုငေးကြည့်နေတဲ့ Messi ရဲ့ပုံရိပ်ဟာဒီနေ့အထိဘောလုံးသမားရဲ့ဝမ်းနည်းဆုံးပုံရိပ်တွေထဲကတစ်ခုဖြစ်နေသေးပါ။အီတလီဂိုးသမား Buffon World Cup မဝင်နိုင်ခဲ့တဲ့နေ့2018 World Cup ကိုအီတလီမတတ်နိုင်ခဲ့တဲ့အချိန် Buffon ရဲ့မျက်ရည်တွေကပရိသတ်တွေအတွက်အယမ်းကိုဝမ်းနည်းစရာဖြစ်ခဲ့ပါတယ်။ Roberto Baggio 1994 World Cup Final ပယ်နတီအဆုံးဖြတ်မှာ Baggio ရဲ့ကန်ချက်လွဲချော်သွားခဲ့ပြီးအီတလီချန်ပီယံအိမ်မက်ပြတ်သွားခဲ့ပါတယ်။သူတယောက်တည်းခေါင်းငုပ်ပြီးလမ်းလျှောက်ထွက်သွားတဲ့မြင်ကွင်းကဘောလုံးသမားရဲ့မမေ့နိုင်တဲ့အခိုက်အတန့်တစ်ခုဖြစ်နေသေးပါ။